မင်္ဂလာပါဒီနေ့တော့ပုံကြီးထမင်းတုပ်လေးတုပ်စားဖြစ်ပါတယ်ပုံကြီးထမင်းတုပ်မယ်ဆိုလို့ရှိရင်တော့ဒါလေးတွေကတော့ပေါင်းပစ္စည်းတွေပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့တဲဝဲကိုရေတဲပြီးတော့ရင်းနှွေးစုတဲ့အထိတဲထားပါမယ်ရင်းနှွေးလေးတွေစုလာပြီဆိုလို့ရှိရင်တော့မုံလာဦးနေလေးတွေထည့်ပြီးတော့ပြုတ်ပါမယ်ပြီးရင်တော့ကော်ဖီလေးတွေပါထည့်ပြီးတော့ပြုတ်လိုက်ပါမယ်မုံလာဦးနေနဲ့ကော်ဖီလေးတွေရပြီဆိုလို့ရှိရင်တော့စကားလေးနဲ့ဆယ်ပြီးတော့တခြားပကံတွေကိုခဏလောက်ထည့်ထားလိုက်ပါမယ်နော်ပြီးရင်တော့ဒေးဦးတွေကိုစီထည့်ပြီးတော့ကြက်ဥလေးတွေကြော်ပါမယ်ကြက်ဥကြော်လို့ပြီးလို့ရှိရင်တော့ပစုံကြောက်ကိုပါထပ်ပြီးတော့ကြော်လိုက်ပါမယ်ပစုံကြောက်လေးတွေကြော်လို့ပြီးသွားရင်တော့ငနီတူကြောက်ကိုဆက်ကြော်ပါမယ်ညီမကတော့ပုံရင်ကြီးတုပ်ထဲကိုပေါ့နော်ငနီတူကြောက်လေးတွေပါထည့်ပြီးတော့စားပါတယ်အရန်လဲစားလို့ကောင်းပါတယ်ငနီတူကြောက်နဲ့စားတဲ့အခါမှာပေါ့နော်ကဲငနီတူကြောက်လည်းချက်ပြီးဆိုလို့ရှိရင်တော့ထမင်းနဲ့ကိုပုံရီကြီးနဲ့ထားတာလေးတွေကိုထည့်ပါမယ်ထည့်ပြီးတော့ပုံရီကြီးထမင်းတုပ်တော့ပါမယ်ရှင်စီနဲ့ထည့်မယ်ပြီးလို့ရှိရင်တော့ဇုံလေးနဲ့ပဲတာရံမှုလိုက်ပါမယ်ပုံရိပ်ကြီးထမင်းလေးတွေကဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်တော့နက်နက်ဆက်ဆက်လေးတွေဖြစ်သွားပြီဆိုလို့ရှိရင်တော့ပကံလုံးလေးကိုထည့်ပြီးတော့အလှဆင်ပါတော့မရှင်ခုနကကြော်ထားတဲ့ငနီတူကြောက်လေးနဲ့အပေါ်ကနေပြီးတော့အလှဆင်ပါမယ်ငရုတ်သီးစိမ်းလေးတွေပါပါတယ်နော်တခွားသီးလေးတွေပါတယ်ပစုံကြောက်ကြော်ထားလေးတွေပါပါတယ်ရှင်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီခုံလုံးလေးကျေးဇူးတင်ပါတယ်ရှင်